ယောက်သေဆုံးသွားတယ်ဇက်အာရီဆိုတာစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ချင်းနယ်ကြားစောက်လို့လည်းပြောလို့ရတယ်ချင်းမဘာသာလို့လည်းပြောလို့ရတယ်ချင်းဘင်္ဂလီလို့လည်းပြောလို့ရတယ်နော်ချင်းဘောမလို့လည်းပြောလို့ရပါတယ်အဲ့တော့ချင်းဘောမဇက်အာရီဇိုမီအဖွဲ့ကစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ချင်းကာကွယ်ရေးအဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ချင်းကာကွယ်ရေးအဖွဲ့ဝင်9ယောက်တောင်မှစိတ်မကောင်းစွာနဲ့တပ်ပြီးဆုံးရှုံးခဲ့ရတယ်ဒါတွေပဲလားဆိုတော့မကဘူးမဏိပူရမြေဘေးမှာရှိတဲ့နက်ဇန်နော်နက်ဇန်ရွာကိုမီးရှို့သွားတာအင်ဂျင်80လောက်ပြကျသွားတယ်ရွာလုံးရှို့ညီးပါပေါ့နော်ဖယားเจ้าတစ်เจ้าပဲကြံတော့တယ်အဲ့ဒီမဲအောင်လာရဲ့ဘောမှာချင်းမဘာတာဇာအာရီဇိုမီနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့မဏိပူရမြစ်ဘေးမှာရှိတဲ့နက်ဆမ်ရွာကိုမီးရှို့သွားတာတရွာလုံးနီးပါးပြကျသွားတယ်ဖယားเจ้าတစ်เจ้าပဲအကောင်းတိုင်းကြံနေခဲ့တယ်ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်9ယောက်သေ